အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါရှင်တူလေးတွေဒီနေ့အရန်လာနေနော်ဖရောက်ပန်းနေတယ်ဒီနေ့နေပြီးတော့မှဘိုးလေးဖြစ်ပြောက်လေးကြားတယ်နောက်ထပ်ကျတော့ဖရောက်တွေလည်းပွင့်နေနော်ဟုတ်ကဲ့အရန်လှနေတာတူလေးကကြတော့မနေ့ပြန်ဆိုလို့ရှိရင်တူလေးရဲ့ဒီမြို့မစေးဆိုင်ဖွင့်ပွဲနော်အဲ့ဒီအတွက်ကိုမီတင်လုပ်နေတာဖြစ်ပါတယ်ကဲဖိတ်ခေါ်ပါရယ်နော်ကြည့်ရတဲ့မိတ်ဆွေတွေလည်းတချို့လာကြမှာမနေ့ပြန်ကြရင်လာစပါလာစော့ကားပါတို့ရတို့ဓမ္မောက်ကျွေးမှာဖြစ်ပါတယ်ဓမ္မောက်တို့အများကြီးမှာထားပါတယ်နော်အများကြီးမှာထားတယ်နောက်ကကျတော့တကယ်ကိုဆယ်လီတွေရောပေါ့နော်အမှုပညာရှင်တွေတွေ့လေးချစ်တဲ့သူတွေလည်းလာကြမှာဖြစ်ပါတယ်တချို့ကြတော့လည်းတချို့နယ်ဝေးကနေပြီးတော့မလာနိုင်တဲ့မိတ်ဆွေတွေကလည်းပေါ့နော်ခီးလွန်နေရလည်းရှိတာပေါ့နော်လာကြည့်ပေမဲ့လည်းဖိတ်တာကြီးလည်းရှိတယ်နောက်ကကျတော့လာခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်မနေ့ကကြလည်းဒီညညတို့ကလည်းတချင်းစုမယ်ကျတို့ကလည်းတချင်းစုမယ်ဟဲ့ပြီးမျိုးတို့လည်းတချင်းစုမယ်ပေါ့နော်ဖေ့ချိုဖြစ်တယ်မှာလည်းတူလေးနော်ပေါင်းပါဝင်ကြတယ်ဟုတ်ကဲ့ပါနောက်ပြန်ပြော promotion အစီအစဉ်တွေလည်းရှိရလက်ဆောင်အစီအစဉ်တွေလည်းရှိရနော်မိပြလိုက်အောင်ဒီမှာအခုကို ဂိမ်းအစီအစဉ်တွေလည်းရှိရနော်လက်ဆောင်လေးပေးပါနော်ပြပေးလိုက်အောင်စီကားချက်ဆိုတာကဲဆိုင်မပွင့်ငင်ကလေးကပေါ့နော်အရင်ကတည်းကအပေးကြတယ်အခုဆိုလို့ရှိရင်လည်းမနေ့ဖြန်ဖွင့်ပွဲမတိုင်မီမှာကိုလာအားပေးကြတယ်မဲဒါလေးဆိုရင်လည်းစစ်စရာလေးကလေးတွေအတွက်တွဲရကလေး1000ကျော်ပဲရှိရအဲဆိုချီခုနကကင်ကြည့်ပြီးအရန်ကိုအသားကောင်းတယ်ပေါ့နော်ကဲကလေးလေးလက်ဆောင်ပေးဖို့ဝယ်မယ်ဘယ်နှစ်12နှစ်ဟလားအဲ့ဆိုရင်တထုပ်လောက်ကြည့်ကြည့်လိုက်မယ်လေစိုက်နော်ဒီမှာဒါလေးချစ်စရာလေးဟိုပါလေအသားအေးတယ်ဒါလေးလှရနော်အရန်ကောင်းဒါလေးဣဆန်တာကျမ်းမမရွေကလေးလူကြီးမရွေပေါ့နော်အစင်ဒီဇိုင်းအစုံရာသီမရွေဝတ်လို့ရတဲ့အထည်ကိုလက်လီလက်ကရောင်းချပေးနေရဖြစ်ပါတယ်ကဲမနေ့ပြန်အတွက်ကိုဖိတ်ခေါ်ပါရယ်နော်